ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ကမ္ဘာ့စက်ရုပ်အိုလံပီယက်အာရှပစိဖိတ်ပြိုင်ပွဲမှာအသက်10နှစ်ဝန်းကျင်မြန်မာကလေးငယ်3ဦးပါဝင်တဲ့ We Are Genius မြန်မာအသင်းကပထမဆုရရှိခဲ့ပါတယ်။စက်တင်ဘာ18ရက်နေ့ကနေစက်တင်ဘာ21ရက်နေ့အထိဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပတဲ့နိုင်ငံပေါင်း24နိုင်ငံကအဖွဲ့ပေါင်း108ဖွဲ့ပါဝင်ရှင်ပြိုင်ကြတဲ့ကမ္ဘာ့စက်ရုပ်အိုလံပီယက်အာရှပစိဖိတ်ပြိုင်ပွဲကိုပွဲစဉ်အမျိုးအစား၄ခုခွဲပြီးတော့ကျင်းပခဲ့တာပါ။ဒီထက်ကအနာဂတ်စမ်းသစ်တီထွင်သူပြိုင်ပွဲ Future Innovator ပွဲအငယ်တန်းပွဲစဉ်မှာမြန်မာကလေးငယ်တွေရဲ့ We Are Genius မြန်မာကတီထွင်ထားတဲ့ AI အသုံးပြုရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားကပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ Future Innovator အငယ်တန်းပွဲစဉ်မှာ AI နဲ့နည်းပညာကဏ္ဍမှာရှေ့တန်းရောက်နေတဲ့နိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့ကိုရီးယားတို့အပါအဝင်နိုင်ငံပေါင်း12နိုင်ငံကဝင်ရောက်ရှင်ပြိုင်ကြတာဖြစ်ပါတယ်။ Future Innovator ပွဲစဉ်ရဲ့အဓိကသတ်မှတ်ချက်ကတကယ်လက်တွေ့ဘဝမှာစိန်ခေါ်မှုဖြစ်နေတဲ့အကြောင်းအရာတွေကိုဖြေရှင်းနိုင်တဲ့စက်ရုပ်တွေကိုသာတီထွင်ထုတ်လုပ်ရမှာဖြစ်ပါတယ်။ဒီပွဲစဉ်မှာအသက်10နှစ်ဝန်းကျင်မြန်မာကလေးငယ်ယောက်ျားလေး3ဦးတီထွင်ထုတ်လုပ်ထားတဲ့ AI အသုံးပြုရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားကပထမဆုရရှိခဲ့တာပါ။ဒီစက်ရုပ်ကားကငလျင်ပေးအပါအဝင်တဘာဝဘေးရန်ရဲ့ကြာရောက်တဲ့နေရာဒေသအခြေအနေတွေမှာလူဝင်ရောက်ဖို့ခက်ခဲတဲ့အပျက်အစီးအကျိုးကြားတွေကြားအလိုလျောက်သွားလာကအသက်ရှင်ကျန်ရစ်နေတဲ့သက်ရှိတွေကိုရှာဖွေကယ်ဆယ်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ AI ကွန်ပျူတာအမြင်အာရုံခံနည်းပညာစနစ်ကိုအသုံးပြုထားတာလို့သိရပါတယ်။အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေတွေ့ရှိပါက Wi-Fi ကတဆင့်ချိတ်ဆက်ထားတဲ့ဖုန်း၊တက်ဘလက်နဲ့ကွန်ပျူတာတွေစီကိုအချက်ပြသတင်းပေးပို့မဲ့စနစ်နဲ့အလုပ်လုပ်ကိုင်တာဖြစ်ပါတယ်။ဒီလိုအလားတူစက်ရုံမျိုးကိုမတ်လအတွင်းကဖြစ်ပွားခဲ့တဲ့မန္တလေးငလျင်ပေးကူညီကယ်ဆယ်ရေးမှာတရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ကအသုံးပြုခဲ့ပူးတယ်လို့ကယ်ဆယ်ရေးလုပ်ကိုင်ခဲ့ကြသူတွေထံကလည်းသိရပါတယ်။အခုမြန်မာကလေးငယ်တွေတီထွင်ထုတ်လုပ်လိုက်တဲ့စက်ရုပ်ကတော့ကင်မရာကိုအသုံးပြုပြီးတော့အမြင်ကတဆင့်အရာဝတ္ထုတွေကိုခွဲခြမ်းစိတ်ပြတဲ့ Computer Vision Based AI အမျိုးအစားကိုအသုံးပြုခဲ့တာလို့သိရပါတယ်။မြန်မာကလေးငယ်တွေရဲ့စက်ရုပ်ကားကအလိုလျောက်မောင်းနှင်စနစ်အတားအဆီးတွေကိုတွေ့ရင်လည်းကွေးရှောင်နိုင်ပြီးတော့လူနာတွေ့ရင်အချက်ပေးနိုင်တဲ့စနစ်တွေကြောင့်ပထမဆုရရှိခဲ့တာလို့သိရပါတယ်။ကမ္ဘာ့စက်ရုပ်အိုလံပီယက်အာရှပစိဖိတ်ပြိုင်ပွဲကိုမြန်မာနိုင်ငံကအနာဂတ်စမ်းသစ်တီထွင်သူပြိုင်ပွဲ Future Innovator ပွဲအကြီးတန်းပွဲစဉ်အတွက်အဖွဲ့2ခုနဲ့ Robot Mission ပွဲစဉ်အတွက်တစ်ဖွဲ့တို့လည်းတွားရောက်ရှင်ပြိုင်ခဲ့ကြတယ်လို့သိရပါတယ်။ကမ္ဘာ့စက်ရုပ်အိုလံပီယက်မြန်မာနိုင်ငံစီစဉ်သူရဲ့ဦးဆောင်မှုနဲ့တွားရောက်ရှင်ပြိုင်ခဲ့ကြတာလို့သိရပါတယ်။ကမ္ဘာ့စက်ရုပ်အိုလံပီယက်ပွဲတွေကို2004ခုနှစ်ကစတင်ကျင်းပလာခဲ့တာပါ။အခု2025ခုနှစ်အတွက်နိုင်ငံတကာဖိုင်နယ်ပွဲကိုတော့လာမယ့်နိုဝင်ဘာလမှာစင်ကာပူနိုင်ငံမှာကျင်းပသွားမှာဖြစ်ပါတယ်။လက်ရှိမြန်မာကလေးငယ်တွေအနိုင်ရရှိတာကတော့အာရှပစိဖိတ်ဒေသ Open Championship ပွဲပဲဖြစ်ပါတယ်။2025ခုနှစ်အတွက် Open Championship ပွဲစဉ်တွေကို Europe နဲ့အရှေ့အလယ်ပိုင်းမြောက်အာဖရိကတို့မှာလည်းကျင်းပသွားမှာဖြစ်ပါတယ်။ကမ္ဘာ့စက်ရုပ်အိုလံပီယက်နိုင်ငံတကာဖိုင်နယ်ပွဲစဉ်ကတော့ကမ္ဘာတော်ကအကောင်းဆုံးအသင်းတွေပြိုင်ဆိုင်မှုပြင်းပြင်းထန်ထန်နဲ့ရှင်ပြိုင်သွားကြမဲ့ပွဲပဲဖြစ်ပါတယ်ရှင်။